ပဲမင်္ဂလာပါဒီကနေ့ကျွန်မအားလုံးကိုမျှဝေပေးသွားမယ့်အရာကတော့တကိုယ်တည်းရက်တည်နိုင်ဖို့ဘယ်လိုလုပ်ရမလဲတကိုယ်တည်းရက်တည်နိုင်ဖို့လေးဝက်ချက်တွေကပါလဲဆိုတော့ပြပြချင်ပါတယ်ရှေ့ဥစွာကျွန်တော်တို့တွေတကိုယ်တည်းရက်တည်နိုင်ဖို့တယောက်ထင်းနေတတ်ကြအောင်ကြိုးစားပါဒါပေမဲ့လူတွေဟာတယောက်ထင်းနေခြင်းကိုအထီးကျန်ခြင်းလို့ယူဆတတ်ကြပါတယ်တယောက်ထင်းနေခြင်းဟာကိုယ့်ရဲ့အတွင်းဆင်းတဲ့အတူရှိနေခြင်းနဲ့ကိုနားလေဖို့ကိုယ့်ရဲ့အတွင်းစွမ်းရည်တွေကိုထုတ်ဖော်ဖို့အခွင့်အရေးပေးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တွေအားလုံးတယောက်တည်းနေရမှာကိုရှက်ဆရာမလိုပါဘူးကြောက်ဆရာလည်းမလိုပါဘူးလူများကိုဘယ်လိုဖြစ်စေချင်တာကိုမစဉ်းစားပဲကိုကဘသူလဲကိုကဘာဖြစ်ချင်တယ်လဲဆိုတာကိုပဲစဉ်းစားပါကိုရဲ့လူအချက်တွေကိုလည်းကိုဖြစ်ဆွတ်ပြီးသူများပေါ်မိခိုတာတွေကိုရှော့ချပါကိုစန္ဒတွေကိုလည်းသူများရဲ့စံနှုန်းတွေနဲ့မတိုင်းတာပါနဲ့အများစုလူတွေဟာသူများတွေလက်ခံအောင်နေဖို့ကြိုးစားတတ်ကြပါတယ်ဒါဟာကိုယ့်ရဲ့ကိုယ်ပိုင်ဆောင်ရည်တွေကိုညှို့နေသွားခိုင်းစေပါတယ်အဲ့ဒီအရာတွေကြောင့်လူတွေဟာစိတ်ဆင်းရဲမှုတွေကိုမျိုးတိတ်ပြီးကိုအပြစ်တင်လာတတ်ကြပါတယ်အထူးသဖြင့်ကျွန်တော်တို့စေချက်တဲ့အရွယ်တွေကခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာအရာပါအပြောင်းအလဲမြင်စင်တဲ့အချိန်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တွေဟာတကယ်ချင်းတွေရဲ့အမြင်မိဘရဲ့တုံ့ပြန်မှုမီဒီယာပုံရိပ်တွေအပေါ်မှာမူတည်ပြီးကိုတန်ဖိုးဖြစ်တတ်ကြပါတယ်အဲ့ဒီအရာတွေကြောင့်ကျွန်တော်တို့တွေဟာမိမိကိုယုံကြည်မှုတွေမရှိတလောက်ဖြစ်သွားခိုင်းစေပါတယ်အဲ့ဒီအရာကိုမဖြစ်စေဖို့အတွက်ကျွန်တော်တို့တွေဟာမိမိကိုယုံကြည်ပြီးပြောင်းလဲအောင်ကြိုးစားပါမိမိရဲ့လိုအပ်ချက်တွေကိုဦးစားပေးပြီးတင်းငယ်တဲ့ရွေးချယ်မှုတွေပြုလုပ်ပါသူတစ်ပါးရဲ့အမြင်ပေါ်မူတည်ပြီးတင့်ရဲ့ဘဝကိုမလျှောက်လန်းပါနဲ့အဲ့ဒီအရာဟာတင့်ကိုအောင်မြင်တဲ့လမ်းကြောင်းပေါ်ကိုမရောက်သွားခိုင်းစေပါဘူးဒါကြောင့်ကိုချစ်တဲ့အပေါ်ကိုရက်တည်နိုင်ပြီးသူတစ်ပါးအပေါ်မိခုံနေပြီးတကိုယ်တည်းရက်တည်နိုင်ဖို့ရေးဝဲရင်စလိုက်ကြပါစို့